ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်မှာတာမန်မဟုတ်တဲ့အမှုပညာတွေနဲ့ပြသထားတဲ့အမှုပညာရုပ်ဝန်းလေးတစ်ခုရှိပါရီ။အဲ့ဒါကတော့အနက်ရောင်ပြတိုက်လို့လူသိများတဲ့ဘန်တန်မြူဇီယံမှာအထဲကိုဝင်သွားလိုက်တာနဲ့တာမန်မဟုတ်တဲ့ထူးခြားတဲ့အဆောက်အဦတွေနဲ့တရိတ်ဆန်တွေရဲ့အရှိုးတွေအရှိခွန်တွေဦးစုတွေနဲ့ပြုလုပ်ထားတဲ့အမှုပညာလေယာတွေကိုအနည်းကမြင်တွေ့ရမှာဖြစ်ပါရီ။တေသားနဲ့တိဆောက်ထားတဲ့အဆောက်အဦပေါင်း40ကျော်ရှိပြီးအဆောက်အဦတစ်ခုစီမှာအမှုပညာစုဆောင်သူတဝန်တူချင်းစုဆောင်ထားတဲ့ထူးထူးခြားခြားပစ္စည်းတွေနဲ့သူ့ရဲ့ကိုယ်ပိုင်လက်ရာတွေနဲ့အမှုပညာလက်ရာတွေကိုပြသထားပါရီဒီပစ္စည်းတွေဟာလူဘဝရဲ့မတည်မြဲခြင်းဒုက္ခသစ္စာနဲ့တန်တရားကိုပုံဖော်ခြင်းနဲ့အမှုပညာရှင်ရဲ့ရည်ရွယ်ချက်ကိုထင်ဟပ်စေလို့ဆိုကြပါရီဒီနေရာမှာဒုချနီဆိုတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုတာအနည်းငယ်ရှင်းပြပေးပါမယ်။တဝန်ဒုချနီဟာ1985ခုနှစ်လောက်ကစပြီးဘန်တန်ကိုတိဆောက်ဖို့စတင်ခဲ့ပါရီသူရဲ့နေအိမ်မှာအခုလိုထူးခြားတဲ့အမှုပညာလက်ရာတွေကိုပြသဖို့အတွက်နေပြလိုက်အဖြစ်ရည်ရွယ်ခဲ့တာလို့ဆိုပါရီအနည်း40လောက်သူကိုယ်တိုင်ဒီအဆောက်အဦကိုအချိန်ပေးတိဆောက်ခဲ့ပြီးသူစုဆောင်ထားတဲ့ပစ္စည်းတွေနဲ့အလားစင်ပြီးပြသဖို့လုပ်ပါရီတေသားနဲ့ဆောက်ထားတဲ့အဆောက်အဦ40ကျော်ထဲမှာအများစုဟာထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ရိုးရာပြည်သူကလေယာနဲ့တိဆောက်ထားပြီးအနက်ရောင်ဒါမှမဟုတ်အညိုရင်ရောင်ခြေတထားတာကိုတွေ့ရှိနိုင်ပါရီ2014ခုနှစ်မှာတဝန်ဒုစနီကွယ်လွန်သွားခဲ့ပေမယ့်ဘန်တန်ကိုသူ့ရဲ့အမွေနဲ့အဖြစ်နဲ့ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ပြတိုက်တစ်ခုပြပြသထားပြီးကဘာတွန်းကခီးသွားတွေကိုဆွဲဆောင်လျက်ရှိပါရီဒါကြောင့်ချင်းရိုင်ကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်ဘန်တန်မြူဇီယံမှာရှိတဲ့ထူးခြားတဲ့အမှုပညာလေယာတွေကိုမလွတ်တမ်းသွားရောက်ခန်းစားဖို့တိုက်တွန်းလိုက်ရှာပါရီ